ကိုတိပါကိုအရှိအတိုင်းလက်ခံတတ်ပါစေကိုဖြစ်ချင်တာကိုတိပါကိုဖြစ်ချင်တာတိပြီးဖြစ်ချင်တဲ့စီကိုတွားနေရင်တလွဲတွေဖြစ်နေတဲ့လောကကြီးတွေကကိုဖြစ်ချင်တာတွေနဲ့မဆိုင်တဲ့အရေးမပါတဲ့အရာတွေကိုဂရုမစိုက်ပဲနေပါအာနာတထကိုလျှော့ပြီးညှင်းပယ်တတ်အောင်စူးစမ်းပါနိုးလို့ပြောဖို့ဘယ်တော့အခါမှဝယ်မလေးပါနဲ့ခင်ဗျာနာကျင်စရာဒုက္ခတွေကိုတဲ့တဲ့ရင်ဆိုင်ပါထပ်တူညီတဲ့ဒုက္ခတွေနောက်တစ်ခါထပ်ဖြစ်မလာအောင်ရှောင်ရှားပါဒုက္ခနဲ့ဒုက္ခကတွန်တွဲနေတာမို့လို့ဘလို့ဒုက္ခကိုလိုချင်တယ်လဲဆိုတာတွေးပြီးဘဝကိုဖျက်ဆီးပါမိမိကိုယ်မိမိတာမန်လူတစ်ယောက်ပဲဆိုတာလက်ခံရမယ်ကိုဒုက္ခတွေဟာသူများတွေနဲ့အတူတူပဲဆိုတာနားလည်ရမယ်ထူးထူးခြားခြားဖြစ်ချင်တယ်ဆိုတာမကောင်းဘူးကိုယ့်အခြေအနေကိုကိုသိပြီးတာမန်လူလိုစူးစမ်းရင်းနဲ့မှထူးခြားလာတာမျိုးကိုပဲနှစ်သက်ပါတမေတကာကြီးထူးခြားဖို့စစူးစမ်းရင်တော့စိတ်ကူးရင်တာများပြီးရွာသားကြီးရောက်သွားနိုင်ပါတယ်ကိုတန်ဖိုးထားတဲ့အရာတွေကိုသေချာသိပါကိုတန်ဖိုးထားတဲ့အရာတွေကိုဘယ်ပေတံနဲ့တိုင်းနေလဲဆိုတာကိုသေချာသိပါကိုစိတ်ကိုကိုတာဝန်ယူပါကိုပတ်ဝန်းကျင်အားဖြစ်သမျှကိုလိုက်မထင်းချိုးနိုင်ပေမဲ့ကိုစိတ်ကိုတော့ကိုပိုင်ပါသေးတယ်ရွေးချယ်မှုတစ်ခုလုပ်ခဲ့ရင်လဲကိုရွေးချယ်မှုကနေရလာမဲ့အကျိုးအကြောင်းအကောင်းအဆိုးအကုန်တာဝန်ယူပါကိုအမားကိုသိပါအမားများရာကနေနဲရကိုသွားပါအမားမရှိတဲ့ဘဝမျိုးဆိုတာတော့မရှိပါဘူးမသိဘူးဆိုတာကိုလည်းရဲရဲဝံ့ဝံ့လက်ခံပါကိုခံယူချက်နဲ့ယုံကြည်ချက်တွေကိုအမြဲပြန်ဆန်းစစ်ပါခံစားနေရတဲ့စိတ်နဲ့တကယ်ဖြစ်ပြနေတဲ့လက်တွေကိုအမြဲကွဲကွဲပြားပြားသိပါစေစဉ်းစားနေမယ့်အစားတစ်ခုခုထလုပ်လိုက်လုံနေမှဖြစ်ချင်တဲ့စိတ်တွေပိုပြီးဖြစ်လာတာယုံကြည်မှုရအောင်ရိုးသားမှုကိုအရင်တည်ဆောက်ပါသဘောထားကွဲလွဲမှုတွေကိုလည်းလက်ခံပါချစ်ရတဲ့သူအချင်းချင်းတောင်သူ့စည်းကိုယ်စည်းခွဲခြားထားပါတည်ငြိမ်တဲ့လွတ်လပ်မှုကိုရှာပါတည်ခြင်းတရားကိုလည်းအမြဲတမ်းသတိရနေပါတေးရမှာကြောက်တဲ့စိတ်ဟာရှင်ရမှာကြောက်တဲ့စိတ်နဲ့တွဲပါလာတာမျိုးပါကိုမရှိတဲ့အခါကဘာကြီးကိုဘလို့ချေရာတွေခြံခဲခြင်းလဲလို့တွေးပြီးရှင်းတမ်းပါဘယ်အရာမှဘယ်တော့မှကြောက်စရာမလိုပါဘူးခင်ဗျာအကျိုးစားပဲနဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသက်လိုက်ပါရစေခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ